မင်္ဂလာပါရှင်မြန်မာ property dealer အနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာဆိုရင်တော့ညီမကအစရာဦးဆိုင်ခွန်အောင်နဲ့အခုလိုတွေ့ဆုံမိနေတော့မှာပဲဖြစ်ပါရရှင်ဟုတ်ကဲ့မင်္ဂလာပါဆရာရှင်မင်္ဂလာပါပထမအဆုံးအနေနဲ့ပေါ့နော်ဒီဆရာအနေနဲ့အင်ချမ်မီလောကတွေကိုဘယ်အချိန်လောက်ကစပြီးတော့ဝင်ရောက်လာတာလဲရှင်ကျွန်တော်အင်ချမ်မီလောကတွေကို1998ခုနှစ်ပေါ့နော်အဲ့မှာစပြီးဝင်ရောက်လာပြီးတော့မှယနေ့အချိန်ဒီပဲကျွန်တော်အင်ချမ်မီလောကထဲမှာကျင်လည်နေတဲ့တူဖြစ်တာပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်ဒါဆိုဆရာအနေနဲ့ပေါ့နော်ဒီအင်ချမ်မီလောကတွေကိုဝင်ရောက်လာပြီးကြတဲ့မှာဒီအင်ချမ်မီအကျိုးဆောင်သင်တန်းတွေကိုစတင်ဖွင့်လှစ်တာကဝင်ကြတဲ့မှာစတင်ဖွင့်လှစ်တာဒါမှမဟုတ်လို့ရှင်ဘယ်လိုဖြစ်ပြီးတော့မှသင်ကြားပို့ချမှုတွေလုပ်ဖြစ်သွားရလဲရှင်အဓိကတော့ကျွန်တော်ကမျှဝေချင်တဲ့လူတစ်ယောက်ဖြစ်နေတာပေါ့နော်မျှဝေချင်တဲ့လူတစ်ယောက်ဖြစ်တယ်ကိုလည်းနှစ်ပေါင်း20-30လောက်ကျင်လည်ပြီးတဲ့အပေါ်မှာလူငယ်လေးတွေကဒီအင်ချမ်မီနဲ့ပတ်သက်တဲ့ပုရလိုချင်တဲ့လူတွေမျှဝေချင်တဲ့အတွက်ကြောင့်မလို့ဒီတင်နန်းလေးကိုကျွန်တော်စပေးဖြစ်တာပေါ့နော်ဟုတ်ကဲ့ဒါဆိုဆရာတင်နန်းဖွင့်လှစ်သင်ကြားပေးနေတာကဘယ်လောက်ကြာပြီလဲရှင်တင်နန်းကကျွန်တော်ပြောမှဆိုရင်တော့လွန်ခဲ့တော့15နှစ်ကတည်းကကျွန်တော်ကအခမဲ့အင်ချမ်မီတင်နန်းဆိုပြီးကျွန်တော်တို့ဖွင့်ပြတာပေါ့နော်ဟုတ်ကဲ့အခုနောက်ပိုင်းကျတော့ကျွန်တော်တို့အင်ချမ်မီမောင်နှမတွေကစိတ်တူကိုယ်တူမောင်နှမတွေစုစည်းမိပြီးတော့မှကျွန်တော်တို့ဖောင်ဒါလေးတစ်ခုဖွဲ့လိုက်တယ်ဖွဲ့ပြီးတော့မှကျွန်တော်တို့လှုပ်ချင်တဲ့ဟာလေးတိုင်ပင်ဆွေးနွေးပြီးတော့မှ SKN Training Center ဆိုပြီးတော့မှစတင်တည်ထောင်တယ်ဒီဟာလည်းအဓိကတော့မျှဝေချင်တယ်ကုညီချင်တဲ့စန္ဒနဲ့လှုပ်တာပေါ့နော် SKN Training Center မှာကကျွန်တော်တို့အင်ချမ်မီဘူးရတွေပဲမျှဝေတာမဟုတ်ဘဲနဲ့အင်ချမ်မီပတ်သက်တဲ့ဥပဒေတွေရောနော်အင်ချမ်မီနဲ့ပတ်သက်တဲ့ထွေထွေပူတာအများကြီးမျှဝေတဲ့အပြင်ကိုရရှိတဲ့သင်တန်းကြီး3သိန်းကိုလည်းကျွန်တော်တို့သင်တန်းဆရာတွေကျွန်တော်တို့ founder တွေအားလုံးကမသုံးဘဲနဲ့စုစည်းထားပြီးတော့မှကျွန်တော်နာရေးကုညီမှုကားဝယ်ဖြစ်တယ်ပြီးတော့မှချိုးတဲ့ကင်ဆာယောဂဝေဒနာရှင်တွေကိုကုတာတယ်။နောက်ကျွန်တော်တို့အတိုင်းဝိုင်းထဲမှာပဲခွဲစိတ်လူနာတွေရှိတယ်။ချိုးတဲ့လူတွေကိုကျွန်တော်တို့ founder ရဲ့အစည်းအဝေးဆုံးဖြတ်ချက်နဲ့ကျွန်တော်တို့ကုညီဖြစ်နေတာပေါ့နော်။ဟုတ်ကဲ့ရှင်ဆရာဟုတ်။ဒါဆိုရင်ပေါ့နော်ဒီဆရာရဲ့ဒီအကျိုးဆောင်သင်ကြားပို့ချမှုပေါ့နော်။ဆိုတော့ဒီသမီးတို့ဒီရန်ကုန်မှာဆိုလို့ရှိရင်အရင်တုန်းကတက်ပို့ပြီးတော့ HME လောကကလူတီလည်းများလာတယ်ပို့ပြီးတော့လည်းစိတ်ဝင်စားလာတယ်ပို့ပြီးတော့လည်းကျေပြန့်လာတယ်ဆိုတော့အဲ့လိုမျိုးကျေပြန့်လာတာနဲ့အကျိုးဆောင်တွေကလည်းတော်တော်များများဖောင်းပွားလာတယ်ပေါ့နော်တချို့ဆိုရင်တော့အရန်ယုံကြည်အားထားရတယ်အရန်မမှန်ကန်ကန်နဲ့လှုပ်ဆောင်နေတဲ့အကျိုးဆောင်တွေလည်းရှိသလိုတချို့ကကြတော့အကျိုးဆောင်ဆိုတာကိုအလွဲသုံးစားလုပ်ပြီးတော့မှဒီ HME အတင်းဝင်ကတ်လောက်တော့မရှိဘဲနေပေါ့နော်သူတို့တွေလုပ်နေတာဆိုတော့ရောင်းမဝယ်မတွေဖြစ်ကြတယ်ပြည်သူတွေနစ်နာကြတယ်ဆိုတော့အဲ့ဒီအပေါ်မှာဆရာအနေနဲ့အကျိုးဆောင်တွေကိုဗာလေးများပြောကြားပေးခြင်းလဲရှင်အဓိကတော့မီဒီလုပ်ငန်းလုပ်ပါနော်အကျိုးဆောင်လုပ်ငန်းမှမဟုတ်ဘူးမီဒီလုပ်ငန်းပဲလုပ်မှန်ကန်ဖို့လိုတယ်ကျွန်တော်တို့ customer တွေပေါ်တစ္ဆာရှိဖို့လိုတယ်အဲ့ဒါတွေရဲ့တက်ရောက်မှုကကိုယ့်ရဲ့ brand name တစ်ခုဖြစ်တာပေါ့နော်ကိုယ့်ရဲ့ brand name တစ်ခုတည်ဆောက်ဖို့ဆိုတာကမီဒီလုပ်ငန်းမှမဆိုအရင်ရေးကြည့်တယ်နော်ကျွန်တော်တို့ရဲ့ဆက်တွယ်ဆောင်ရွက်တဲ့လူတွေရဲ့ယုံကြည်မှုရှိဖို့ဆိုတာကကိုယ်ကမမှန်ကန်ကန်ရပ်တည်ဖို့လိုတာပေါ့နော်ခုနတမီပြောသလိုတပွဲထိုးကိုမဟုတ်မှန်လုံးပြီးလို့ရှိရင်တော့ဒါတော့ကိုယ့်ရဲ့ branding ကထိခိုက်မှာပဲလေဟုတ်ပါတယ်ရှင်ဒါကြောင့်မလို့ branding တစ်ခုကိုအကျိုးဆောင်တွေအများစုကလုပ်ငန်းရေရှည်ရပ်တည်ချင်တယ်လုပ်ငန်းအောင်မြင်ချင်တယ်ဆိုရင် branding ကိုမရမကတိဆောက်ဖို့ကျွန်တော်အနေနဲ့အကြံပြုလိုပါတယ်ဟုတ်ကဲ့ရှင်ဟုတ်ဒါဆိုရင်ဒီ overall ပေါ့နော်ပြင်းပြအနေနဲ့ဆိုရင်အကျိုးဆောင်တွေကမဖြစ်မနေတိတိတိထိုက်တဲ့မဖြစ်မနေလိုက်နာတဲ့အချက်လေးတွေကို overall လေးခြုံပြီးတော့ပြပြပေးပါလားရှင်အဓိကတော့အင်ချမ်မီလုပ်မှဆိုရင်ဒီခြုံပြောမှာဆိုရင်တော့ကျွန်တော်တို့အင်ချမ်မီနဲ့ပတ်သက်တဲ့အထွေထွေပူတာတွေလိုအပ်တယ်နောက်တစ်ခုကအင်ချမ်မီနဲ့ပတ်သက်တဲ့ဒီဥပဒေပိုင်းဆိုင်ရာတွေကိုသိဖို့လိုတယ်နောက်စာချုပ်စာတမ်းကိစ္စတွေပေါ့နော်နာမည်ပြောင်းကိစ္စတွေဆက်စပ်ရာပေါ့နော်အင်ချမ်မီနဲ့ပတ်သက်ပြီးတော့မှတည်ထားတယ်ဆိုရင်တော့ကိုယ့်ရဲ့ customer တွေပေါ်မှာကိုကတာဝန်ယူမှုတာဝန်ခံမှုအပြည့်ဝန်ဆောင်မှုပေးနိုင်မှာပေါ့နော်ဝန်ဆောင်မှုကောင်းတယောက်ဖြစ်ဖို့ဆိုရင်ခုနပြောတဲ့အချက်တွေအပြင်ကိုဈေးနှုန်းပေါ့နော်ဈေးနှုန်းနဲ့ကိုသိရမယ် location နဲ့ကျွမ်းကျင်ရမယ်ပြီးတော့မှကျွန်တော်တို့ customer ကိုဦးစားပေးပြီးတော့မှနစ်နာအောင်မလုပ်တဲ့တစ္ဆာရှိလုပ်တဲ့လူဆိုရင်တော့ဆက်တွယ်ဆောင်ရွက်တဲ့လူကများတယ်အောင်မြင်ပြီးတော့မှရေရှည်လုပ်ငန်းတည်တံ့ဖို့ကတော့ပို့ပြီးတော့မှအထောက်အကူပြုတာပေါ့လေဟုတ်ကဲ့ရှင်ဆရာဒါဆိုသမီးအနေနဲ့ပေါ့နော်ဒီအိမ်ချမ်းမြေဝယ်ချင်တာပဲဖြစ်ဖြစ်ရောင်းချင်တာပဲဖြစ်ဖြစ်ဒါဆိုရင်အကျိုးဆောင်နဲ့ဆက်သွယ်တင်လားမဆက်သွယ်တင်လားဘယ်လိုမျိုးလေးလှုပ်ဆောင်တင်လဲရှင်အကျိုးဆောင်တွေကတော့လိုအပ်တာပေါ့နော်ဒါတော့အိမ်ချမ်းမြေမှာမဟုတ်ဘူးမီဒီလုပ်ငန်းမှာမဆိုပေါ့နော်အကျိုးဆောင်တွေကရှိနေတယ်လူတွေကသတိမထားမိလို့ပေါ့နော်ဝန်ဆောင်မှုလုပ်ငန်းကရှိနေတာပေါ့နော်ဥပမာပြောဟိုတယ်လုပ်ငန်းလို့ travel and tour လို့တခြား sector တွေမှာလည်းအများကြီးပါမီဒီလုပ်ငန်းမှာမဆိုသူတက်ဆိုင်ရာဝန်ဆောင်မှုပေးတဲ့လူတွေကရှိနေတာနောက်အကျိုးဆောင်လုပ်ငန်းဆိုရင်တော့ပို့ပြီးတော့မှ
တွင်တွင်ကျကျလူတွေတိများတာပေါ့နော် ဟုတ်ကဲ့ ဒီပေါ်မှာရောင်းတူဝယ်တူရဲ့တာဝန်ဆိုတာရှိတာပေါ့နော်အကျိုးဆောင်တာဝန်ဆိုလည်းရှိတယ်ခွဲခြားပြီးပြောပြရမှာဆိုရင်တော့ရောင်းတူအနေနဲ့ဆိုရင်ကျွန်တော်တို့အကျိုးဆောင်တွေကိုမမှန်ကန်ကန်နဲ့အပ်ဖို့လိုတယ်ဈေးနှုန်းတိကျပြောဖို့လိုတယ်ဈေးနှုန်းအပြောင်းလဲလုပ်မယ်ဆိုရင်လည်းကြိုပြောဖို့လိုတယ်နော်အကျိုးဆောင်ကဏ္ဍကစူးစမ်းပြီးတော့မှဈေးဆိုင်မယ်ကြိုက်ပြီဆိုတော့မှဈေးနှုန်းအပြောင်းလဲလုပ်လိုက်တာလို့ရုပ်တရက်ကြီးပေါ့နော်ပြီးတော့မရောင်းဘူးလို့ပြောလိုက်တာလို့ကတကယ်တမ်းပြောလို့ရှိရင်တော့ethic မရှိဘူးပေါ့နော်ဒါတွေကအကျိုးဆောင်တွေအများကြီးကြုံနေရတဲ့အခက်အခဲတစ်ခုပေါ့ဒါရောင်းတူနေနဲ့ကမမှန်ကန်ကန်လေးပြောဆိုပြီးတော့အနံပါဈေးနှုန်းပြောင်းမှဆိုရင်လည်းတောင်းခွင့်ရှိပါတယ်ကြိုပြောပါမရောင်းတော့ဘူးဆိုရင်လည်းအယောင်ပိတ်ပိုင်ခွင့်ရှိပါတယ်အဲ့ဒါကြိုပြောပေါ့နော်ဒါအကျိုးဆောင်တွေရဲ့အများစုခံနေရတာလေးကျွန်တော်ဒီနေရာမှာဖြည့်ပြောတာပေါ့နော်အဲ့တော့ဝယ်သူအနေနဲ့လည်းဘာတွေတည်တဲ့လဲဆိုတော့ကိုဝယ်ယူရမယ့်အိမ်ချမ်းမြေရဲ့ဈေးနှုန်းကိုတီးမိခောက်ပြီးဖို့လိုတယ်နောက်တစ်ခုကကိုဝယ်ယူပိုင်ဆိုင်မဲ့ပိုင်ဆိုင်မှုစာရွက်စာတမ်းကိစ္စတွေကိုအနည်းချင်းလေ့လာဖို့လိုတာပေါ့နော်မပိုင်နိုင်ဘူးကိုမတိနိုင်ဘူးဆိုရင်တော့ယုံကြည်အားထားတဲ့အကျိုးဆောင်တွေယုံကြည်အားကိုးရတဲ့ရှေ့နေရှေ့ရတွေကိုမဖြစ်မနေကိုခေါ်ယူငားရမ်းပြီးတော့မှကိုစားကိုခိုင်မာမှုရှိအောင်ဆောင်ရွက်ဖို့လိုတာပေါ့နော်အကျိုးဆောင်တွေဘက်ကနေကြည့်လို့ရှိရင်လည်းမမှန်ကန်ကန်လုပ်ပေးဖို့ရယ်ကိုယ့်ရဲ့ဝန်စာကိုယ့်ရဲ့ပညာပြေဝဖို့တော့လိုတာပေါ့တုံးအတွက်ကဒါလေးဖြစ်ပြောချင်ပါတယ် ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ရှင်ဒါဆိုသမီးတို့ဒီအိမ်ချမ်းမြေလောကမှာပိုင်ဆိုင်မှုမြေမျိုးစားတွေကအရန်ကိုရေးကြီးတယ်လို့လည်းသိထားပါတယ်ရှင်ဆိုတော့ဒီမြေမျိုးစားတွေမှာဘယ်နှမျိုးလောက်များရှိလဲမသိဘူးရှင်မြေမျိုးစားပြောလို့ရှိရင်တော့အများကြီးပေါ့နော်အများကြီးရှိတယ်ဒါပေမဲ့အခုရန်ကုန်မှာပဲအခုလုံနေတဲ့ဟာလေးတွေပြောရမှာဆိုရင်တော့လယ်မြေရှိတယ်လယ်ယာမြေရှိတယ်ဥယျာဉ်ခြံမြေရှိတယ်ကရံမြေရှိတယ်ဘိုးဘွားပိုင်မြေရှိတယ်တခြားမြေမျိုးစားတွေလည်းရှိတာပေါ့နော်အများစုရောင်းဝယ်လုပ်နေတော့ခုနပြောတဲ့ဟာလေးရန်ကုန်မှာရောင်းဝယ်လုပ်နေတာမြေတွေဖြစ်တယ်ဒီမြေမျိုးစားတွေတစ်ခုနဲ့တစ်ခုမတူဘူးနောက်နာမည်ပြောင်းကိစ္စတွေမတူဘူးနောက်အဓိကတော့မြေဝယ်မယ်ဆိုရင်တော့တက်ဆိုင်ရာအစိုးရဌာနအသီးသီးမှာတွားပြီးတော့မှအောက်ခံစစ်ဖို့လိုတယ်ခုနဖြည့်ပြောမယ်တက်ကြွနားလေတဲ့လူတွေပါဖို့လိုတာပေါ့နော်အဲဆိုတော့ရောင်းမဝယ်မကိစ္စတွေကိုထိန်းချုပ်နိုင်ပြီးတော့မှအောင်မြင်တဲ့အရောင်းအကိစ္စလုပ်နိုင်မယ်လို့ဆရာအနေနဲ့အကြံပြုလိုပါတယ်ဟုတ်ကဲ့ရှင်ဆရာမြန်မာအင်ချမ်းမြေအတွက် MBD News